မင်းကလေးငယ်လေးဟာပထမဆုံးချိန်ဖြစ်စေလုံးပေါ်ဆက်ကြည့်တာပါဒါပေမဲ့မထင်မှတ်ထားပဲသူမပေါ်ဆက်လိုက်တဲ့စေလုံးတွေဟာတခြားသူတွေနဲ့လုံးဝမတူပဲထူခြားဆန်းပြတဲ့မိုးရဲနှံ့တွေထွက်ပေါ်နေပါတယ်အဲဒါကြောင့်ဒုတိယအကူဖြစ်သူကမနေနိုင်မမီစမ်းကြည့်ရကနေအဲ့ဒီရာဇကိုဆွဲလန်းသွားခဲ့ပါတယ်ဒါကိုဘေးကကြည့်နေတဲ့ဒုတိယအမကလည်းဆက်စုရှင်စိန်နဲ့တလုံးယူစားလိုက်ပြန်ပါတယ်ဒုတိယအကူကပထမအကူကြီးကိုပါမီစမ်းဖို့ခေါ်ပေးမယ်အကူကြီးကတော့ပညာရှိစွာနဲ့ပဲညှင်းဆန်ခဲ့ပါတယ်တကယ်တော့လည်းတခုခုတော့လွှဲချော်နေပြီဆိုတာသူတီးလိုက်လို့ပါအခုကြီးဟာသူ့ဆရာဖြစ်သူစီအပြေးလွှားသွားပြီးအချိုးချောင်းကိုပြောပြခဲ့ပါတယ်ဆရာဖြစ်သူမိဖို့ချောင်းကိုရောက်လာတဲ့အခါမှာတော့တပည့်နှစ်ယောက်ဟာအစားအစာတွေကိုငမ်းမရစားတောင်းနေတာကိုတွေးလိုက်ရပါတယ်ဆရာဖြစ်သူမှတခြားနည်းလည်းမရှိတော့ပဲသူတို့နှစ်ယောက်ကိုတတိလက်တော့အောင်ရိုင်းနှက်ပြီးတားဆီးလိုက်ရပါတယ်ပြီးနောက်မင်းကလေးကိုသူတို့ဘာလို့စားလိုက်လဲလို့မေးလိုက်တဲ့အခါမင်းကလေးကသူမဖော်ဆက်ထားတဲ့စေလုံးတွေကိုကျူးတဆိုင်ထုတ်ပြလိုက်ပါတယ်ဆရာကစေလုံးကိုယူပြီးအနံ့ခံကြီးကမြည်စမ်းလိုက်ကြည့်တော့မှပြဿနာရဲ့အရင်းမြစ်ကိုနားလည်သွားပါတယ်တကယ်တော့မင်းကလေးဟာစေလုံးဖော်ဆက်နေလုံးမှာပဲစိတ်ထဲမှာဘဲကင်စားခြင်းနဲ့စိတ်တွေပြင်းနေနေတာကြောင့်စေလုံးရဲ့အာနိသင်ကပြောင်းလဲခြင်းဖြစ်ပါတယ်ဆရာကမင်းကလေးကိုဒေါသကြီးနဲ့စူပူလိုက်ပေမဲ့သူမဖော်ဆက်လိုက်တဲ့စေလုံးတွေဟာဘယ်လောက်ထိအဆွမ်းဆက်လဲဆိုတာကိုသူမသတိမထားမိခဲ့ပါဘူးအဲ့ဒီညမှာဆရာဖြစ်သူကတရားကြံ့ကြံ့နေရင်စိတ်ထဲမှာရတာရှိတဲ့အစားအစာမျိုးစုံပေါ်လာပြီးချက်ချင်းဆိုသလိုပိုက်ဆာလာပါတယ်ဒါကြောင့်ဆရာဟာမိဖို့ချောင်းတွေကိုခိုးချောင်းခိုးဝဲနဲ့အစားအစာကိုတွားချတဲ့အခါမှာတော့မင်းကလေးနဲ့မထင်မှတ်ပဲတိုးပါတယ်မင်းကလေးကတော့သူမစေလုံးတွေကဆရာပေါ်မှာပါအာနိသင်တက်ရောက်မယ်လို့လုံးဝမထင်ထားမိခဲ့ပါဘူးဆရာကအပြစ်ပေးမှကိုကြောက်တာကြောင့်သူမကဆရာကိုအစားအစာနဲ့အလိုလိုက်ပြီးညှောက်ပစ်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်ဆန်းကမှပဲမင်းကလေးဟာဆရာဖြစ်သူရဲ့အကြာကြီးတော့ဝဲထားတဲ့တဝက်ဆက်တစ်ခုကိုသိရှိသွားရပါတော့တယ်